ဂျပန်နိုင်ငံမှာကမ္ဘောဒီးယားအခြေစိုက်တရုတ်ညှိနှိုင်းရေးမှူးနဲ့တရုတ်ဆေးဘက်အဖွဲ့ကိုချိတ်ဆက်ပြီးကြောက်ကအစားထိုးခွဲစိတ်မှုစီစဉ်ပေးခဲ့တယ်လို့ဆွဆွဲခံထားရတဲ့လူ3ဦးကိုဂျပန်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာခြားပါယောဂဝေဒနာချင်းတွေကိုကူညီပေးနေတဲ့ NPO အဖွဲ့အစည်းဒရိုက်တာဟောင်းတဦးလည်းပါဝင်ပါတယ်။စုံစမ်းစစ်ဆေးမှုအရ2025ခုနှစ်နိုဝင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလအတွင်းအသက်80ကျော်အမျိုးသားတဦးကိုကမ္ဘောဒီးယားနိုင်ငံမှာကြောက်ကအစားထိုးခွဲစိတ်မှုခံယူနိုင်အောင်စီစဉ်ပေးခဲ့ပြီးအဲ့ဒီအတွက်ရန်12တန်းကျော်အမေရိကန်ဒေါ်လာ93,900ကျော်လက်ခံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီငွေတွေကမှအုပ်ချုပ်ရေးစရိတ်အဖြစ်ဒေါ်လာ17,400ကျော်နဲ့ဆရာဝန်အတွက်ပေးရှင်ငွေအဖြစ်ဒေါ်လာ59,600ကျော်ပါဝင်တယ်လို့စုံစမ်းစစ်ဆေးသူတွေကပြောပါတယ်။တိုကျိုရဲတပ်ဖွဲ့ကတော့အဲ့ဒီငွေအများစုကို NPO အဖွဲ့ရဲ့ဒရိုက်တာဟောင်းကသူ့ရဲ့ကိုယ်ပိုင်အကျွေးတွေကိုဆက်ဖို့အသုံးပြုခဲ့တယ်လို့ယူဆနေပါတယ်။ရဲတပ်ဖွဲ့ရဲ့အဆိုအရအဆိုပါအမျိုးသားဟာကမ္ဘောဒီးယားကိုမသွားရောက်ခင်အိုဆာကာမြို့ရှိဆေးရုံတစ်ခုမှာသွေးစစ်ဆေးမှုအပါအဝင်ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်တန်တရားရှိသူတွေကကမ္ဘောဒီးယားရှိဆေးရုံအတွက်လွှဲပြောင်းစာရရှိအောင်စီစဉ်ပေးခဲ့ပြီးအဲ့ဒီစာကိုကမ္ဘောဒီးယားအခြေစိုက်တရုတ်ညှိနှိုင်းရေးမှူးတဦးကတဆင့်တရုတ်ဆေးဘက်အဖွဲ့ထံပေးပို့ခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီတရုတ်ဆေးဘက်အဖွဲ့ကအမျိုးသားကိုကြောက်ကအစားထိုးခွဲစိတ်မှုပြုလုပ်ပေးခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။လက်ရှိအချိန်ထိတော့ဖမ်းဆီးခံထားရတဲ့သူတွေကဆွဆွဲချက်တွေကိုဝန်ခံထားခြင်းမရှိဘူးရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။